အားလုံးပဲမင်္ဂလာပါ share ရဲ့ podcast episode 8ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ share က everything happens for a reason ဆိုတဲ့စကားလေးအကြောင်းပေါ့နော်ပြောပြချင်ပါတယ်တခါတလေမှာ share တို့ဘဝမှာမမျှော်လင့်တဲ့ຢာတွေဖြစ်တတ်တယ်ပေါ့နော်ရချင်တာတွေမရခဲ့ဘူးစီစဉ်ထားတာတွေပြတ်သွားတယ်ယုံကြည်ထားတာတွေကွဲသွားတယ်အဲ့ချိန်မှာကိုကဘာလို့ဒီလိုဖြစ်ရလဲဆိုပြီးတော့ကိုပြန်ပြီးတော့တန်တရားဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီချိန်မှာဆိုလို့ရှိရင် everything happens for a reason ဆိုတဲ့စကားလေးကိုလွယ်လေးနဲ့မယုံနိုင်ခဲ့ပေါ့နော်ဒါပေမဲ့ဒီစကားကအချိန်ကြာလာတဲ့အခါမှာနောက်ပြန်ကြည့်မိမယ်ဆိုလို့ရှိရင်တချို့ຢာတွေကဖြတ်ပြလိုက်တာမဟုတ်ပင်နဲ့ကိုယ်အတွက်ကောင်းတဲ့လမ်းကြောင်းကိုပြောင်းပေးလိုက်တာဖြစ်နေတတ်ပါတယ်တချို့တကားတွေကပိတ်သွားတဲ့အခါမှာကိုယ်ကိုနာကျင်စေခဲ့ပြီးမြဲနောက်တကားကောင်းတဲ့တစ်ခုကိုဖွင့်ဖို့ဖြစ်နေတတ်ခဲ့တယ်တချို့လူတွေဝေသွားတာကကိုချွတ်ရင်စေပြီးမြဲကိုတန်ဖို့ကိုနားလဲဖို့ဖြစ်ခဲ့တယ်တချို့အလုပ်တွေမရတာကတချို့အိမ်မက်တွေမပြေးတာကတခြားကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုစီကိုဆွဲခေါ်ဖို့သွားနေရဆိုတာဖြစ်နေတတ်တယ်။ဒါပေမဲ့ဖြစ်သွားတဲ့အချိန်မှာကိုကနာကျင်ရတယ်။ဒါပေမဲ့နောက်ပိုင်းမှာကောင်းဖို့ပဲဖြစ်လာရဆိုတာကိုဒီစကားလေးကနားလည်ဖို့ဖြစ်လာခဲ့ပါတယ်။ဘဝကအရာအလုံးယူသွားဖို့မဟုတ်ပါဘူး။တခါတလေကိုနဲ့မသိတော့တဲ့နေရာကနေကိုမယုံထွက်နိုင်တဲ့ချိန်မှာကိုထုတ်ပြီးနေရလဲဖြစ်နိုင်ပါတယ်ကိုမမြင်နိုင်တဲ့ပိုကောင်းတဲ့အရာတစ်ခုစီကိုလမ်းကြောင်းပြောင်းပေးနိုင်တာလည်းဖြစ်နိုင်ပါတယ်တခါတလေကျရင်ဒီလိုဖြစ်နိုင်တဲ့အကြောင်းရင်းကိုမမြင်နိုင်ပေမဲ့အချိန်ကြာလာတဲ့အခါမှာအဲ့အဓိပ္ပာယ်တွေကတဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်everything happens for a reason ဆိုတဲ့စကားကအရာအလုံးကလွယ်ကူမယ်ဆိုတာကိုဆိုလိုတာမဟုတ်ပါဘူးဒီမှာဆိုရင်အရာအလုံးကတစ်ခုခုအတွက်သင်ခန်းစာလမ်းညွှန်ချက်အဓိပ္ပာယ်ရှိနေတယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ကိုယ့်အတွက်ဆုံးရှုံးမှုဖြစ်တယ်ဆိုရင်တော့မှအဲ့ဒီထဲမှာကိုယ်ပြောင်းလဲစေတယ်ပြက်ကွက်မှုဖြစ်တယ်ဆိုရင်တော့မှကိုယ့်အတွက်ပြင်ဆင်ဖို့အချိန်ဖြစ်စေတယ်လမ်းခွဲသွားတယ်ဆိုရင်တော့မှကိုပြန်ပြီးတော့ခေါ်ဖို့ဖြစ်နေတတ်ပါတယ်ဒီနေ့မှာတော့ကိုဘဝအတွက်နားမလည်နိုင်သေးတဲ့အရာတစ်ခုရှိရဆိုလို့ရှိရင်ကိုယုံကြည်တာကိုပို့ပြီးတော့ယုံကြည်ကြည့်ပါဒါကဖြတ်ဖြစ်တာမဟုတ်ပဲနဲ့ကိုအတွက်လမ်းကြောင်းပြောင်းပြီးနေဆိုတာလည်းဖြစ်နိုင်ပါတယ်ကိုမမြင်နိုင်သေးတဲ့ပိုတန်မှုရှိတဲ့နေရာတစ်ခုကိုတဖြည်းဖြည်းခေါ်ဆောင်နေရလည်းဖြစ်နိုင်ပါတယ်တခါတလေဘဝကိုမနာကျင်မှုမဟုတ်ဘူးပူနာလဲစေဖို့ဖြစ်ပါတယ်အခုမမြင်နိုင်သေးတဲ့ reason ဖြစ်ရှိနေတဲ့ကိုကဘာလို့ဘာခိုင်းရမှမသိတခြားလမ်းကြောင်းပေါ်ရောက်နေရဆိုရင်တနည်းနည်းမှာနားလေးလာပါလိုက်မယ် everything happens for a reason share တော့ဒီစကားလေးကိုအမြဲတမ်းယုံကြည်ပါတယ်ဒါဆိုရင်တကယ်ချင်းဒီအားလုံးလေ everything happens for a reason ဆိုတဲ့စကားလေးအတိုင်းပဲအချို့ကိစ္စတွေမဖြစ်လာသေးတဲ့ကိစ္စတွေပဲဖြစ်ဖြစ်လွဲချော်သွားတဲ့ကိစ္စတွေရှိရဆိုလို့ရှိရင်ကိုယ်အတွက်တခြားကောင်းမွန်တဲ့အရာတစ်ခုဖြစ်ဖို့ဖြစ်တယ်ဆိုတာကိုယုံကြည်ရင်းနဲ့ share ရတော့ဒီနေ့ podcast ကိုအဆုံးသတ်ချင်ပါတယ်နောက် podcast မှာပြန်တွေ့ကြမယ်နော် bye bye